Hello မင်္ဂလာပါရှင်ကျမတို့ရဲ့ညရွာငံ coffee ကနေပြီးတော့အသစ်ထမှန်ထုတ်လုပ်လိုက်တဲ့ premium quality အမြင့်လိုင်းတွေကနေပြီးတော့ drip coffee ကိုထုတ်လုပ်ထားပါတယ်ရှင် premium quality အမြင့်လိုင်းဖြစ်တာကြောင့်မလို့အရသာရောအရည်သွေးပိုင်းမှာရောပုံမှန်တောက်နေကြရွာငံ coffee တွေချက်ကိုအရသာထူးခြားပြီးတော့လေးနက်ကောင်းမွန်ပါတယ်အခုလိုမျိုးတစ်ခါတောက်အထုပ်လေးတွေနဲ့ drip coffee ကို10ထုတ်ပါတပါကင်နဲ့မင်းတို့စီမှာဝယ်ယူအပ်ပေးလို့ရပါပြီရှင်အခုတော့အနက်အရသာအရန်ကောင်းမွန်တဲ့ premium quality drip coffee လေးရပါပြီရှင်။ကဲအခုလို drip coffee တွေကမှ premium quality Arabica coffee ကိုတောက်သုံးချင်နေဆိုရင်ကျမတို့ရဲ့ညိတ်ရထုတ်တဲ့ drip coffee လေးကိုမှာယူဖို့မမေ့ပါနဲ့ရှင်။ဈေးနှုန်းလေးကတော့10တုပ်ပါတပါကင်ကို3000ခွဲပါရှင်။မှာယူလိုပါက39ခွန်999လေးနေရာ5ပါမှာဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။